ရောထန်နဲ့နဗီတာပွဲဖြစ်ခဲ့မယ်ဆိုရင်1 Championship ရဲ့ CEO Chefrey ကတော့ပြည်သက်တွေဘယ်ပွဲစဉ်ကြိုက်လဲဆိုပြီးတွဲဆိုင်10ခုကိုချပြလာခဲ့ပါတယ်ဒီတွဲဆိုင်တွေထဲမှာတော့ပြည်သက်အကြိုက် fighter တွေဖြစ်ကြတဲ့ရောထန် Superlet နဗီ Superbon Takeru နောင်စတန်နဲ့ဇမ်ဘွမ်ကတော့အပြင်ဂျပန်ရဲ့ Superstar Fighter တွေဖြစ်ကြတဲ့မက်ဆာကီနိုရီနဲ့ယူကီရိုဇာတို့ရဲ့ပွဲစဉ်တွေလည်းပါဝင်နေပါတယ်ဒါအပြင်မာလီကင်နဲ့ Rockrock တို့ရဲ့မချီပွဲတာမကတခြားသောနာမည်ကြီး Fighter တွေလည်းပါဝင်နေပါတယ်ဒီတွဲဆိုင်တွေကရောထန်နဲ့နဗီတို့သာပွဲဖြစ်ခဲ့မယ်ဆိုရင်ဝေထိုင်းလောကမှာစမဖယ်ကောင်းတဲ့ထိတ်တိုက်တွေ့ဆုံမဲ့တပွဲဖြစ်မှာပါ။နေရွယ်လူပြိုပြီးဆရာထက်တန်ကြတဲ့ fighter 2 ယောက်အတွက်အတွေ့အကြုံကောင်းတွေရရှိမဲ့ပွဲစဉ်တွေဖြစ်ပါတယ်။ Iron Man လို့လူသိများတဲ့ Rotan ကတော့ပြိုင်ဘက်ကိုမစုံမနစ်ဖိအားပေးမှုတန်မာမှုနဲ့ပြင်းထန်တဲ့တိုက်စစ်ဖွင့်ထိုးနှက်ချက်တွေကြောင့်ကြော်ကြားသူတဦးလည်းဖြစ်ပါတယ်။ Rotan ရဲ့ရက်ဟာ9ပေ6လက်မှရှိပြီးပြိုင်ဘက်တွေကိုထိရောက်တဲ့တထောင်ရိုက်ချက်တွေနဲ့အတူအားပါတဲ့ခြေကန်ချက်တွေကိုအသုံးချကဇက်တိုက်အနိုင်ယူခဲ့သူလည်းဖြစ်ပါတယ်။သူရဲ့ကြီးမားတဲ့ပုံရိပ်အောင်မြင်မှုတွေနဲ့မူထိုင်းလောကမှာကြောက်မက်ဖွယ်အကောင်းဆုံး fighter တွေကတဦးအဖြစ်ရည်တည်နေခဲ့တာလည်းဖြစ်ပါတယ်။နဗီကလည်းမကြသေးမီကဂျားဖြတ်ဘတ်တန်ဝိတ်မွေထိုင်းချန်ပီယံစုကိုဆွတ်ခုနိုင်ခဲ့တဲ့ fighter တယောက်ပဲဖြစ်ပါတယ်။နဗီကအရက်6ပေ4လက်မှရှိပြီးသူ့ရဲ့မြင်မာတဲ့အရက်ကိုအကောင်းဆုံးအသုံးချကခြေကန်ချက်တွေဒူးတိုက်ချက်တွေနဲ့ပြိုင်ဘက်ကိုလွှမ်းမိုးနိုင်ခဲ့သူတဦးလည်းဖြစ်ပါတယ်။သူ့ရဲ့ပရိုတဲ့ချိန်ကစပြီးယခုချိန်ထိအလင်းမြန်တိုးတက်ကောင်းမွန်လာကြောင်းကိုလည်းရောထန်ကချီးကျူးခဲ့ပါသေးတယ်။လောင်ချင်းမြင်မာတဲ့တွဲဆောင်မှုတစ်ခုအဖြစ်အလားအလာရှိပေမဲ့ရောထန်နဲ့နဗီတို့အကြားဆက်ဆံရေးကတော့အပြန်အလှန်လေးစားမှုနဲ့ခင်မင်ရင်းနှီးမှုကနေပြောင်းလဲသွားမှာမဟုတ်ပါဘူး။ပြည်သက်တွေကတော့ဒီပွဲကိုအကောင်းနဲ့ဖော်ဖို့ဆရာထက်တန်နေကြပေမဲ့ကိုလေးချိန်ဝေတန်းကွာခြားချက်ကတော့တိတာထင်ရှားတဲ့အသားစီတစ်ခုဖြစ်နေပါတယ်။ရောထန်နဗီနဲ့မျက်နှာချင်းအစားပြီး flyweight တန်းမှာပဲနေဦးမယ်ဆိုပြီးထုတ်ဖော်ပြောကြားခဲ့ဦးပါတယ်။ဒီဆုံးဖြတ်ချက်ကလောလောဆယ်သူတို့နှစ်ဦးကြားမှာပြိုင်ဆိုင်မှုမဖြစ်နိုင်ဘူးဆိုပေမဲ့ fighter နှစ်ယောက်လုံးကသူတို့ရဲ့တလန်တိုင်းဆက်လက်ရှောက်လန်းနေတာဖြစ်တဲ့အတွက်ဝေတန်းချိန်ကြီးကစိတ်လှုပ်ရှားပဲကောင်းတဲ့ပွဲတစ်ပွဲကိုဖြစ်စေနိုင်မှာပါ။ရောထန်နဲ့နဗီတို့ပွဲဖြစ်လာမလားဆိုတာကိုတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ပြည်သက်တို့ရောချက်တူယူပေးထားတဲ့တွဲဆိုင်10ဦးတွေကဘယ်သူတွေကိုပွဲဖြစ်စေချင်ပါသလဲဗျ။